ပြိုင်ဘက်ကိုရင်မဆိုင်ရတော့လို့ခရစ္စတီယာနိုရိုနယ်ဒိုကလူစားလဲဖို့တောင်းဆိုခဲ့ရတဲ့ထူးထူးခြားခြားဖြစ်ရဲ့ပေါ်တူဂီနာမည်ကျော်ကစားသမားခရစ္စတီယာနိုရိုနယ်ဒိုကလက်ရှိဘုံလောကရဲ့ဂုတ်တူအဖြစ်သတ်မှတ်ခံထားပြီးတော့ဘုံသမားဘွားတစ်လျှောက်မှာသူရယူနိုင်ခဲ့တဲ့စူပလာတွေတူးချင်းအောင်မြင်မှုတွေနဲ့စံချိန်နေရနောက်လူတွေအမိလိုက်နိုင်ဖို့တော့မလွယ်ကူလာပါဘူးခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘုံသမားဘွားမှာဘယ်တော့မှပြုတ်လို့မှမဟုတ်တဲ့ကိစ္စတချို့ရှိပါတယ်အဲ့ဒါကတော့မက်ဆီယာသူ့ထက်ပိုကောင်းတဲ့ကစားသမားဖြစ်တယ်လို့ဘယ်တော့မှလူသိရှင်ကြားထုတ်ပေါ်မပြောမှမဟုတ်တာအချို့တွေကိုတောက်သုံးမှမဟုတ်တာနဲ့ခရစ္စတီယာနိုမကြိုက်ဆုံးကတော့ပွဲရစင်းကနေသူ့ကိုချန်လက်ပြီးအရန်ကုန်ထိုင်ခိုင်းတာပဲဖြစ်ပါတယ်2022ကမ္ဘာဖလားရှုံး16တင်စင်ပွဲစဉ်ဖြစ်တဲ့ဆွစ်ဇာလန်နဲ့ပွဲမှာသူ့ကိုရန်ကုန်ထိုင်ခိုင်းခဲ့တဲ့နီးပြဖြစ်သူဖန်ရိုဆန်ဒိုစ်ကိုခရစ္စတီယာနိုရိုနယ်ဒိုကမချင်မနဲ့မင်းကိုထုတ်ခဲ့ပူပါတယ်လက်ရွေးစင်အသင်းအတွက်ပဲဖြစ်ဖြစ်ကလပ်အသင်းအတွက်ပဲဖြစ်ဖြစ်ပွဲတိုင်းမှာကစားခွင့်ရကျင်တဲ့ခရစ္စတီယာနိုကစားသမားမျိုးဟာတချိန်ကသူ့ကိုလူစားလဲပါတော့လို့နီးပြကိုတောင်းဆိုရတဲ့အထိဖြစ်ခဲ့တဲ့ထူးခြားခြားအဖြစ်အပျက်ရှိခဲ့ပါတယ်ဟုတ်ပါတယ်2006-2009ရာသီတုန်းကအသက်22နှစ်သာရှိသေးတဲ့ခရစ္စတီယာနိုကမန်ချက်စတာယူနိုက်တက်အသင်းအကျယ်ဝင့်တူအဖြစ်သတ်မှတ်ခံထားပြီးတော့အသင်းအတွက်ခြေစွမ်းပြနေခြင်းနဲ့ဖြစ်ပါတယ်အဲ့ဒီရာသီပရီးမီးယားလိမှာမန်ယူအသင်းကချယ်ဆီအသင်းကိုအိုထရပ်ဖို့မှာလက်ခံကစားခဲ့ပြီးချယ်ဆီကစားသမားတူကခရစ္စတီယာနိုအိမ်မက်ဆိုးတွေဖန်တီးပေးခဲ့ပါတယ်သူကတော့ Ashley Cole ပါပဲပွဲစားတွေက Ashley Cole ကရိုနယ်ဒိုအိတ်ကက်တဲ့ထည့်ထားသလိုကောင်းကောင်းထိတ်ကြုံထားခဲ့ပြီးတော့ခရစ္စတီယာနိုလွတ်မရအောင်တစ်ချိန်လုံးလူကက်ကစားနိုင်ခဲ့ပါတယ်Ashley Cole ကခရစ္စတီယာနိုရိုနယ်ဒိုစီကနေမကြာခဏဘောလုံးလွတ်ယူနိုင်ခဲ့တယ်လို့သူ့ရဲ့ခက်ချမ်းချမ်းကစားပုံကြောင့်လည်းခရစ္စတီယာနိုရိုနယ်ဒိုတယောက်ဘာလို့လုံးဝမသိတော့ပါဘူးပွဲရလည်းတကိုးစီတီကျနေလို့အချိန်မြင့်နေချိန်မှာခရစ္စတီယာနိုကဘယ်သူမှမထင်မှတ်ထားတဲ့အပြုတ်မှုကိုလုပ်ပြခဲ့ပါတယ်အဲ့ဒါကတော့သူ့ကိုလူစားလဲဖို့နီးပြရေးဖာဂူဆန်ကိုချက်လန်းပြခဲ့တာဖြစ်ပြီးတော့ဖာဂူဆန်ကိုယ်တိုင်တော့မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ဖာဂူဆန်လည်းဘာမှမတတ်နိုင်ပဲခရစ္စတီယာနိုရိုနယ်ဒိုဖလက်ချာနဲ့လူစားလဲခဲ့ပြီးတော့ခရစ္စတီယာနိုရိုနယ်ဒိုကစိတ်ပြက်လက်ပြက်နဲ့ကွင်းထဲကနေထွက်သွားခဲ့ပါတယ်အဲ့ဒါကတော့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့ကစားသမားဘဝမှာသူ့ကိုလူစားလဲဖို့ပထမဆုံးချိန်နဲ့နောက်ဆုံးချိန်တောင်းဆိုခဲ့တာဖြစ်ပြီးတော့ Ashley Cole ကြောင့်ဂိုကြီးတယောက်အဆက်ကွဲခဲ့ရတဲ့ပွဲဖြစ်သတ်မှတ်မှာပါအဲ့ဒါကြောင့်လေခရစ္စတီယာနိုရိုနယ်ဒိုကသူရင်ဆိုင်ခဲ့တဲ့ပြိုင်ဘက်တွေထဲမှာ Ashley Cole ကအခက်ခဲဆုံးပြိုင်ဘက်ဖြစ်တယ်လို့ဝန်ခံပြောဆိုခဲ့တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျမတို့ရဲ့ Ladygoo Media Group ကနေတင်ဆက်ပေးမယ့်အခြားသောအကြောင်းအရာများကိုကြည့်ရှုနားဆင်လိုပါကလည်း YouTube Search Bar ကနေပုံမှာပြထားတဲ့အတိုင်းရိုက်ရှာပြီးတော့ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်။